Youth Blog ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်။ Ueno Okachimashi Station နာကကိုရီးယားအစားအစာကောင်းတဲ့ဆိုင်လေးကိုညွှန်းချင်လို့ပါရှင်။ဒီဆိုင်ဝင်ချင်းမှတင်ဒီ chef ရဲ့ပုံကိုတင်ထားတာကစားကောင်းဖို့အာမခံတဲ့အဓိပ္ပာယ်လာလို့တောင်တွေးမိပါတယ်ရှင်။ဆိုင်ကိုဝင်ထိုင်တာနဲ့ဒီလိုလေးလာချပေးပါတယ်။ဆိုင်နာမည်က Hong Kong Hantan ဆိုတဲ့ဆိုင်ဖြစ်ပါတယ်။အော်ဒါတွေလာချတဲ့အခါမှာပေါ့နော်ဒီပုံနေဗီဒီယိုထဲမှာမြင်ရတာကသေးပေမဲ့အပြင်မှာလုံးဝစိုက်ကြည့်ပြီးပိုးရှင်းလက်အတော်များတာပါရှင်။ရတာလည်းရှိတာမို့ပေးရတဲ့ဈေးနဲ့တန်တယ်လို့ထင်ပါတယ်ရှင်။ကိုရီးယားပဲခောက်ဆွဲကြကြမြောင်ကို hot spicy နဲ့မှာထားတာဖြစ်ပါတယ်။မြူတီအရင်ကြိုက်တာမို့လို့ပါရှင်။အဝေးကရိုက်ပြလိုက်အနီးကရိုက်ပြလိုက်နဲ့လို့ပါမယ်ရှင်။မြန်မာမှာကောဒီမှာကောကိုရီးယားခောက်ဆွဲတွေစားခဲ့ပို့ပေမဲ့ဒီဆိုင်ကတော့အကောင်ဆုံးလို့ထင်ပါတယ်ရှင်။အရင်ကကိုရီးယားစားစာတွေကဒီဂျပန်မှာဈေးကြီးတယ်လို့ခံစားရပေမဲ့ဒီဆိုင်ရဲ့အရာလာကြောင့်မို့ဈေးကြီးတယ်မထင်ပါဘူးရှင်။ပဲခောက်ဆွဲနဲ့အလိုက်ဖက်ဆုံးဝက်ချိုချင်းကြော်ကိုဒီရဲ့ပဲခောက်ဆွဲအနည်းနဲ့တိုးစားပါတယ်။ကြီးစုပေသူတယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးတင်ရှိပါတယ်ရှင်။